အားလုံးပဲမင်္ဂလာပါ Microvast ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြသွားခြင်းတဲ့အကြောင်းအရာလေးကတော့တောင်ကိုရီးယားကိုသွားလည်မဲ့လူတွေအတွက်မသွားခင်သိကိုသိထားတဲ့အကြောင်းအရာလေးတွေပါနံပါတ်1 Google Map ကတောင်ကိုရီးယားမှာအလုံးမဖြစ်ပါဘူးကိုယ့်အစီအစဉ်နဲ့ကိုတောင်ကိုရီးယားကိုသွားလည်ရမယ်ဆိုလို့ရှိရင်တော့ map နှစ်ခုကိုဖုန်းထဲမှာထောင်းပြီးတော့ဘယ်လိုသုံးရမလဲဆိုတာကိုတစ်ချက်လောက်လေ့လာထားသင့်ပါတယ်ဒီ map နှစ်ခုကတော့ Kakao Map နဲ့ Naver Map ပါpersonal experience အရဆိုလို့ရှိရင်တော့ကိုသွားလေတော့ကတော့ Naver Map ကိုသုံးခဲ့တယ်Naver Map ကတော်တော်လေးအဆင်ပြေတဲ့ထဲမှာပါတယ်ပေါ့နော်အင်္ဂလိပ်လိုလည်းတော်တော်လေး accessible ဖြစ်တယ်ကိုသွားခြင်းတဲ့နေရာကိုရိုက်ထည့်လိုက်တာနဲ့ကားနဲ့သွားမလားရထားနဲ့သွားမလားpublic transportation ကဒီ bus တွေနဲ့သွားမလားဆိုတော့အရာအလုံးကိုသူကတေချာလေး detail ပြပေးရဥပမာဆိုလို့ရှိရင် bus ကားနဲ့သွားမယ်ဆိုလို့ရှိရင်လည်းဘယ်မှတ်တိုင်မှာစီးရမလဲအိမ်မှတ်တိုင်ကိုလမ်းဘယ်နှမိနစ်ရှောက်ရမလဲအိမ်မှတ်တိုင်မှာမှဘယ်ကားစီးရမလဲကိုစီးခြင်းတဲ့ကားရောဘယ်နှမိနစ်နေရင်ဒီကိုရောက်မလဲဒါမျိုးလေးတွေကအစအသေးစိတ်ပါတယ်ပေါ့နော်ပြီးတော့ရထားဆိုရင်လည်းဒီလိုမျိုးပဲဘယ် station မှာစီးရမလဲဘယ် platform ကနေစီးရမလဲဘယ်ရထားကိုစီးရမလဲကိုသွားခြင်းတဲ့နေရာရောက်ဖို့အတွက်ကိုဘယ် station မှာဆင်းရမလဲဘယ် exit ကနေထွက်ရမလဲဆိုတော့ဒါမျိုးလေးတွေကအစအကုန်လုံးအသေးစိတ်လေးတွေပါတဲ့အတွက်ကြောင့် Naver Map ကိုအသုံးပြုပြီးတော့ရှောက်လေခဲ့ရတော်တော်လေးအဆင်ပြေခဲ့ပါတယ်နံပါတ်2 T-money card ကိုမဖြစ်မနေဝယ်ထားပါသူကတော့ convenience store တွေမှာလွယ်လွယ်ကူကူဝယ်ပြီးတော့ top up လုပ်လို့ရတယ်။ T-money card ကဘယ်ဒီမှာအသုံးဝင်လဲဆိုလို့ရှိရင်တော့အဓိက public transportation တွေအကုန်လုံးကိုဒီ T-money card တစ်ခုတည်းနဲ့ကိုလွယ်လွယ်ကူကူနဲ့ tap လုပ်ပြီးစီးရုံပဲ။ဆိုတော့ဘယ်ဟာမှထပ်ပြီးတော့လက်မှတ်တွေဝယ်နေစရာမလိုဘူး payment တွေလုပ်နေစရာမလိုဘူးပေါ့နော်။ ticket ထဲကိုပတ်စံဖြည့်ထားလိုက်တာနဲ့ကြိုက်တဲ့ဟာကိုသွားဒီ public transportation တွေအကုန်လုံးစီးလို့ရတယ်။ရထားတွေရော bus တွေရောပေါ့နော်။တကယ်လို့ convenience store တွေမှာပြန်သုံးချင်တယ်ဆိုလို့ရှိရင်လည်းမုတ်ဝယ်စားတာမျိုးပစ္စည်းလေးတွေဝယ်တာမျိုးဒါလေးတွေကိုလည်းပြန်ပြီးတော့ convenience store တွေမှာပြန်ပြီးတော့သုံးလို့ရပါတယ်နောက်ထပ်ကောင်းတဲ့တစ်ချက်က T-money card မှာ expiration date မရှိပါဘူးဆိုတော့ကို top up လုပ်ထားတဲ့ပတ်စံတွေကအများကြီးကျန်သေးရပြန်ရမယ့်ရက်ကနီးနေပြီဒါမျိုးတွေစိုးရိမ်နေစရာမလိုဘူးပေါ့နော်ဒီထဲမှာရှိနေတဲ့ပတ်စံကနောက်တစ်ခါပြန်လာလို့ရှိရင်လည်းဒီပတ်စံအတိုင်းပဲဆက်သုံးနေလို့ရတယ်ကိုနောက်တစ်ခါပြန်မလာပြဘူးဆိုရင်လည်းတငယ်ချင်းတွေဖြစ်ဖြစ်မိသားစုတွေဖြစ်ဖြစ်သွားလို့ရှိရင်လည်းဒီ card နဲ့ဆက်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့အရန်ကောင်းတဲ့အချက်ပါနံပါတ်3စားတောက်ဆိုင်တွေမှာအနည်းဆုံးတစ်ယောက်ကို1 portion မှာစားရပါတယ်ဒီအချက်ကတော့အစားနည်းတဲ့လူတွေအတွက်ပြဿနာနည်းနည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ကိုရီလိုမျိုးအစားမနည်းတဲ့လူတောင်မှသူတို့ရဲ့ portion တွေကကြီးတယ်လို့ပြောလို့ရတယ်ဒီစားတောက်ဆိုင်တွေမှာပုံမှန်ချပေးတဲ့ size တွေကပုံမှန်ဆိုပြောမယ်ဆိုရင်2ယောက်စားလို့ရတယ်ပေါ့နော်တပွဲကိုမှားလိုက်ပြီးတော့2ယောက်မျှစားချင်တာဒါမှမဟုတ်2ပွဲမှားလိုက်ပြီး3ယောက်မျှစားချင်တာဒါမျိုးတွေလုပ်ချင်တယ်ဒါပေမဲ့ကိုရီးယားမှာတော့မရပါဘူးဆိုတော့လူတစ်ယောက်ကို1.7မှာရတယ်1 portion မှာပေးရတယ်ဆိုတော့များများစားဖို့ပြင်ထားပါကိုရီးယားကိုမလာခင်တည်းကအစားနည်းနည်းများများစားတတ်အောင်လို့လေ့ကျင့်ထားပါဥရှင်းထားပါအများကြီးစားရပါမယ်အစားတောက်တွေကလည်းတကယ်ကိုစားလို့ကောင်းပါတယ်နံပါတ်4 universal adapter ဆောင်းထားပါတောင်ကိုရီးယားမှာအသုံးများတဲ့ electrical outlet တွေက type C ရယ် type F ရယ်ပေါ့နော်။ तू က2 pin ခေါင်းကိုမှအလုံးအဲ့ဒါမျိုးကိုထိုးလို့ရတဲ့ socket ပုံစံမျိုးတွေဖြစ်တယ်။ဆိုတော့အဲ့ဒါမျိုးကဒီဖုန်းအားသွင်းကြိုးတိုင်းနဲ့အဆင်မပြေဘူးပေါ့နော်။ဆိုတော့ကိုတကယ်လို့ဖုန်းကတနေကုန်သွားထားလို့ကုန်ကန်နေပြီးညနေရောက်မှ hotel ရောက်မှသွင်းမယ်ဆိုမှဒါကြီးက surprise ဆိုလို့ရှိရင်တော့တော်တော်လေးကိုအဆင်မပြေဖြစ်နိုင်တယ်။ဆိုတော့ခရီးသွားတိုင်းအဆင်ပြေအောင်လို့စောင့်ထားတင်တာကတော့ဘယ်ဟာမှမဆိုထိုးလို့ရတဲ့ universal adapter တခုတော့စောင့်ထားတင်တယ်။ဒါမှမဟုတ်ရင်လည်းအဲ့ဒီက convenience store တွေမှာလွယ်လွယ်ကူကူဝယ်လို့ရတယ်အဲ့ဒါလေးတော့စောင့်ထားဖို့မမေ့ပါနဲ့ဒီနေ့ပြပြသွားတဲ့အကြောင်းအရာလေးတွေကတော့တောင်ကိုရီးယားသွားမလဲခင်မှာတည်ထားတဲ့ပြင်ဆင်ထားတဲ့အကြောင်းအရာလေးတွေပေါ့နော်ဆိုတော့ဒါလေးတွေကိုတည်ထားပြီးတော့အကုန်လုံးပြင်ဆင်သွားပြီးတော့ခရီးမှာဆက်ဆက်ရရအဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ရှင်